တော်များရွှေဆိုင်တစ်ဆိုင်သွားတယ်အခါမှာတော်တော်များများကရွှေဝယ်တယ်ပေါ့နော်ရွှေဝယ်တဲ့အခါမှာရွှေဆိုတာဈေးလျှော့လို့လည်းမရဘူးဈေးလျှော့ပြီးတော့လည်းရောင်းလို့မရတာအမှန်ပဲဖြစ်တဲ့အတွက်ဝယ်ရတယ်အဲ့တော့တို့ကဘယ်နေရာလေးမှာကိုတပေးနိုင်လဲဆိုတော့အဓိကပဒိန်လက်ခအရောတဲ့ဖြစ်တဲ့အတွက်စဝယ်တွေကတင်းတင်းလေးနဲ့ဝတ်နိုင်အောင်လို့ဆိုတော့ပဒိန်လက်ခကိုရောင်းပေးလိုက်တယ်နောက်ကိုကဝယ်ပြီးသွားတဲ့အခါမှာလေအကြောင်းကြီးငယ်ဆိုတာရှိရရွှေဆိုတဲ့အမျိုးကရှိတော့ဝမ်းစာရှိတော့တစားမရှိတော့ဝမ်းစာလေဒါရွှေရဲ့သဘောအဲ့တော့ကိုကအကြောင်းမျိုးကြောင့်ဒီအိမ်နေချမ်းနေမြေတခုခုလုပ်ငန်းထဲမှာထပ်တိုးလုပ်ချင်လို့ဒီရွှေလေးပြန်ရောင်းတော့ပဲပြီးစိန်လေးပြန်ရောင်းတဲ့အခါမှာဆိုရင်လေပေါ့နော်ကိုဝယ်ထားတဲ့ငွေမောင်10သိန်းတန်ဆို10သိန်း30ဆို30မဆုံးရှုံးစေခြင်းဘူးအဲ့တော့တို့ကအမျက်တွေပေးတဲ့စနစ်တွေလုပ်ပေးတယ်ဒီလိုတချို့ကြတော့တနေ့ရွှေတနေ့ငွေနဲ့ဒီနေ့ဝယ်ပြီးနောက်နေ့9ရက်နေလို့တစ်ပတ်နေလို့10ရက်နေလို့ပြန်ရောင်းတဲ့အခါမှာလေလုံးဝမရှုံးစေချင်ဘူးပေါ့နော်အဲ့တော့ तू ကတို့ကတက်သိမ်းမှာ3000ဆိုတဲ့သဘောကတော့မဖို့ပဲဖို့အရှုံးလောင်းနဲ့ဝေးရတဲ့သဘောဖြစ်သွားတာပေါ့300ခိုင်နှုန်းနော်10သိန်းနဲ့တခုမှ3000ပဲရော့မှာဖြစ်ပါတယ်ရှင်ဒါလေးကိုတို့ကရွှေနှန်းဒုက္ခရွှေမျိုးတွေကိုတိတိကျကျလာပြောပေးတာဖြစ်ပါတယ်အဲ့တော့ machine နဲ့ရွှေမျိုးတွေလည်းဖုန်းဆက်ပြီးတော့399111နဲ့435ကိုအသေးစိတ်မြင်မြန်နိုင်ပါတယ်အဲ့တော့ဒီ15ရက်ကစပြီးတော့နောက်ပိုင်းဝယ်တဲ့ရွှေတွေအကုန်လုံးစိတ်တွေအကုန်လုံး white gold တွေအကုန်လုံးက300ခိုင်နှုန်းပဲရော့ပါမယ်အဓိကကတော့တို့ကသုံးကျင်တလောက်ရွှေမျိုးတွေလည်းသုံးနိုင်အောင်ဝတ်နိုင်အောင်ဝယ်နိုင်အောင်အဲ့လိုမျိုးတိတ်နမိတ်နဲ့တို့ရွှေနှန်းဒုက္ခအနေနဲ့300ခိုင်နှုန်းပဲယူပါတော့မယ်ဆိုတဲ့အကြောင်းလေးကိုတိတိကျကျပြောပေးတာပါရှင့်ဟဲ့အဲ့ဒါဆိုငါတို့ကအမြဲတမ်းရှုံးနေမှာလားတဲတုံးရင်ဆိုတော့လုံးဝ no ပါမဟုတ်ပါဘူးတဲလုံးတော့ပါစနစ်လေးနဲ့ရောင်းချင်တယ်ဆိုရင်တက်သိန်းမှာ3000 10သိန်းမှာငွေ3000နဲ့ရောင်းချင်လဲရောင်းလို့ရတယ်ဒါမှမဟုတ်ကာလအဝယ်ပေါက်ဈေးနဲ့ရောင်းချင်လဲရွှေချင်းအရှိကိုကာလအဝယ်ပေါက်ဈေးနဲ့လဲရောင်းလို့ဝယ်လို့ရတယ်ရှင့်ဒါကရွှေကိုပြောတာစိန်ဆိုရင်လေတို့ကအရင်တည်းကရောင်းလဲပေါ့နော်အညက်တွေရတဲ့အစီအစဉ်ကြီးကလည်းလှုပ်ဆောင်ပေးထားတာဖြစ်တဲ့အတွက်တီးတိုင်ရှုံးမနေတော့ဘဲနဲ့6လပြည့်သွားပြီဆိုတာနဲ့လုံးဝတစ်ကြက်တစ်ပြားမှရောင်းလဲမရှုံးဘူးတစ်နှစ်ပြည့်တာနဲ့လဲမယ်ဆိုလဲရတယ်ရောင်းမယ်ဆိုလဲရတယ်လဲရောင်းအမျက်တွေထာဝစဉ်ထာဝရဇာဘွားထက်စစ်ရရှိသွားမှာဖြစ်ပါတယ်ရှင်ဒါကတို့ရွှေနှန်းဒုက္ခမြန်မာပြည်မှာပထမဦးဆုံးလှုပ်ဆောင်ပေးခဲ့တာဖြစ်ပါတယ်ဒါကစိန်နဲ့ပတ်သက်ပြီးတော့ပါwhite gold တွေနဲ့ပတ်သက်ပြီးတော့လေတက်သိန်းမှာငွေလေး3000ပဲရော့တော့မှာဖြစ်ပါတယ်10သိန်းနဲ့ပစ္စည်းတစ်ခုဆို3000ပဲရော့မယ်အရင်တော့လို့15ရာခိုင်နှုန်းတွေ20ရာခိုင်နှုန်းတွေရှုံးတဲ့ခေတ်ကုန်သွားပါပြီရှင်ဒါလေးကိုသေချာလာပြောပေးတာပါဒီဗီဒီယိုလေးကိုအသေးပေးပြီး share ပေးပါအောင်လို့ပြောချင်တာရှိတယ်ဆုံးမချင်တာရှိလဲ comment ထဲမှာမှန်ခဲ့ပါအောင်တို့ရဲ့ရွှေမျိုးတွေဒီ season ကိုစိုက်နေတဲ့တဲ့ဝမ်းတာတဲ့အားရတဲ့ပီတိဖြစ်တယ်ဆိုရင်လည်းပြောပေးပါအောင်ရှင်အဓိကကလေဒီ season ကိုလုပ်ပေးရတဲ့ရည်ရွယ်ချက်တို့မှာရှိပါတယ်တို့ရွှေနှန်းဒုက္ခသည်73နှစ်ပြည့်ခဲ့ပါပြီဒီ73နှစ်တာကာလမှာတို့သည်ရွှေပဲရောင်းစိန်ပဲရောင်းမှန်သောတစ္ဆာစကားကိုပြောဆိုပါမယ်မှန်သောတစ္ဆာစကားကိုတုံးသည်ပြောဆိုပါမယ်ရှင့်အဲ့ဒါဘာလဲဆိုတော့ဒရုန်းဒီရွှေလောကတွေစိန်လောကတွေဝင်လာတဲ့ white gold လောကတွေဝင်လာတဲ့အခါမှာဒီရွှေတွေစိန်တွေ white gold တွေဆိုတာဒရုန်းမဝင်နိုင်ဘူးမဝင်နိုင်ရင်တော့ငေးကြည့်ရတဲ့အထည်တွေဖြစ်ပါတယ်ဒီငေးကြည့်ရတဲ့အထည်တွေကိုဒရုန်းကိုယ်စိတ်နဲ့နိုင်ဒရုန်းရဲ့စိတ်နဲ့ရည်ရွယ်ပြီးတော့ဒရုန်းဒီဝတ်နိုင်အောင်ဝယ်နိုင်အောင်တို့ရဲ့ရွှေမျိုးတွေကိုရောင်းချပေးခဲ့ပါတယ်ဝတ်နိုင်အောင်ဝယ်နိုင်အောင်တို့ရဲ့ရွှေမျိုးတွေကိုတို့ရောင်းချပေးခဲ့ပါတယ်အဲ့တော့အကုန်လုံးအခုတက်တာနဲ့ဝတ်နိုင်ဝယ်နိုင်သွားတယ်တို့အမျက်မယူမဟုတ်ပါဘူးရွှေတွေစိန်တွေ white gold တွေဆိုတာအမျက်မယူလို့မရပါဘူးအမျက်တော့ယူပါတယ်အရှုံးခံပြီးလဲရွှေနှန်းဒုက္ခသမိုင်းမှာမရောပါဘူးအဲ့တော့ထိုက်တဲ့အမျက်နှုံးသားတစ်ခုကိုယူတယ်နှုံးသားတစ်ခုနဲ့တို့တက်နဲ့အရေးအတွက်နဲ့ရောင်းချပေးတာဖြစ်ပါတယ်